ပြောပြသားမှာဘာကြီးမင်းငါဘာလို့ဖုန်းဆက်တာဆရာချစ်လို့ငါစကားနားထောင်နေကောင်ပဲငါဖုန်းပြောချင်တာနော်နားထောင်ပါမယ်ဆရာအဲ့လိုပြောပြီးတော့ငါစကားနားမထောင်နိုင်ပဲဟုတ်ပါတယ်ရင်းဖြစ်ခဲ့တယ်ဟုတ်ပါတယ်ဆရာလေမိမိုင်းလည်းပြီးတာပါပဲဟုတ်ဆရာခုဆရာပါလာမထင်နေဟာဘာခုနကမင်းဘာဖြစ်တယ်ဘာဖြစ်လို့ဆရာချစ်လို့ဟိုအဲ့ဒါသိတော့နောက်ကဟာဘာဖြစ်လို့ဆရာလွမ်းလို့အေးလဲပြန်လိုက်ခဲ့လေလက်ချင်တာပေါ့ဆရာအင်းမလွတ်လို့ပေါ့ပြောလိုက်ရမှာကောင်းဘာလို့ဆိုမို့လိုက်ပို့အောင်ပါပြန်လိုက်ကျွန်တော်အိမ်ပြောကြည့်မယ်အဆောင်ပြန်ခဲ့မလို့မဲဘာလို့မို့ပြန်အောင်ထိလိုက်ပို့အောင်ပါကျွန်တော်အေးပါဒီမမနေလို့လည်းငါမမာတော့ပါဘူးကြောက်သွားတယ်စစ်ကိုကြောက်သွားပါတယ်တရားရဲ့စစ်ကိုကြောက်သွားပြီလို့စစ်ကိုမဟုတ်အကြီးကိုကြောက်သွားပြီချွေတယ်လို့၆ကိုချစ်တာဆောက်ချစ်လို့ချစ်ပြသွားဘာဘာပြောအချစ်ကိုတယ်လို့၆ကိုချစ်တာလို့၆ပြစ်လို့ချစ်ပြောက်သွားအေးငါပြောလိုက်ရမကောင်းအေးပါအိမ်ကလူတွေနေကောင်းကြလားမဟုတ်ဆရာဒီနေ့ကိုကျွန်တော်ဆွဲဆန်လိုက်တော့မလို့ဆရာဘယ်နှကောင်ဘယ်သူတွေလဲဒီမျိုးခနဲ့ကောင်းမှဆိုကျွန်တော်ဆွဲဆန်လိုက်တော့သူတို့အချင်းတွဲနေမှာမဟုတ်လားအချင်းတွဲတယ်ကျွန်တော်ဂျားရဲဝင်ပါလိမင်းတို့တီးဆန်ပေါ့ဟုတ်တယ်ဆရာသူတို့သဘောတူရဲ့လားရသူတို့တော့ဒီညကျွန်တော်နဲ့အိမ်မှာလေးဆရာအေးပါမင်းအဆင်ပြေနေလောက်လိုက်တော့တော့မယ်တော့ဆရာရငါသဘောတူရပါဟုတ်ပြီဒီကမင်းတို့စိတ်ချမ်းသာဖို့ပါမင်းတို့တော့အဓိကစိတ်ချမ်းသာဖို့ပါပဲအဲ့ကောင်ကဘာလုပ်နေခုအဲ့ကတော့ line လုံးနေကြတယ်လို့တိတော့ကြည့်နေကြဆရာရှောက်ပြောတာဆရာမဆွဲစားတော့မတဲ့အဲ့ကောင်နဲ့အစားခံပါလေလားခံပါပေါ့ရောမရအစားမခံတဲ့အတင်းလေးဘယ်ဆရာလုံပါလိမ့်အေးဘယ်ရင်ဆရာမပါဘယ်ဆရာမဟုတ်တယ်ဘယ်ဆရာမလောက်ပေါ့မင်းအကောင်နဲ့ခံမယ်ဆိုမင်းလောက်ပေါ့ဘယ်ရင်ဆရာမဟုတ်ဆရာကျွန်တော်အိမ်မှာဆိုတော့အကုန်ဆွေးနွေးပြီးပါလေဆရာအေးကောင်းတာဆရာတော့မလိုက်တော့ဆရာငါမအားဘူးဟိုဟာတွေရှိရယ် online class တွေရှိရယ်အေးပါများပြောခဲ့များအဆင်ပြေအောင်နေခဲ့ကြပြောခဲ့ကြအကောင်တွေပြောလိုက်ပါဟုတ်ကဲ့အဲ့ဒါပါပြောခဲ့လို့ပြောတယ်သူတို့ကတော့ပြောဖြစ်နေရတယ်အေး live ကနေလည်းဗီဒီယိုလေးပို့ပြီးတော့ငါသူနှစ်ဖိုင်ပို့ထားတာတွေ့လိုက်တယ်နွားဖိုင်တွေဟုတ်ဆရာအားငါမေးလိုက်တယ်ချီတွဲတွေလားလို့အကောင်တဲ့သိရင်ငါပြတာပို့နေတော့မှာဟုတ်ဆရာဘာသမမကြားကြဘူးနော်ဒီကြီးခက်ဟုတ်ကဲ့ဆရာဟုတ်အဲ့လိုပြောပြီးတော့မင်းဖောက်တာဘယ်နှခေါက်တော့3ခေါက်မလား2ခေါက်ပါဆရာ3ခေါက်ပါဟုတ်ဆရာဟုတ်တော့3ခေါက်လိုက်ပေါ့ဟုတ်ဆရာတက်ဒီကောင်းတယ်မလားနေရကောင်းပါလေလိုပါပဲတယောက်တည်းဖြစ်နေတာတခုပဲရှာလိုက်ပေါ့ဆရာရဲ့ရှာရင်ချက်ချင်းရမှန်းသိရသေးကြမရှာတာကဒီပါလေဆရာရှာလို့မရဘူးဆိုအေးငါဒီမှာနော်ဗီဒီယိုဖိုင်ရောအသံဖိုင်ရော record လုပ်ထားတာနော်လုပ်ပါဆရာရဲ့ရပါတယ်ပြောဆရာချစ်လို့ဖုန်းနဲ့ဆက်တာပဲဘာဆရာချစ်လို့ဖုန်းနဲ့ဆက်တာပဲကြောက်တော့လာပြီနော်ကြောက်တော့လာပြီလို့ဒီနေ့ညအီချောဖို့နဲ့ဒီမျိုးခန့်ရတာမလွယ်ဘူးဗျာမလွယ်တော့ဘူးသူတို့ကတော့သွားပြီဆရာလာမင်းဟိုအဖြစ်မှာဆိုလဲ app ပြောင်းမှာဆိုလဲပြောင်းလိုက်တော့ official ပြောင်းလိုက်တော့ကိုလိုဒီလိုလုပ်မနေနဲ့တော့နော်သူတို့စိတ်ဝင်လာတော့ဟိုဆရာကျွန်တော်ဒီမှာကျွန်တော်မှာကိုရှိတယ်ကိုရှိတယ်လို့ချမ်းကိုလားဟုတ်ပါဘူးဒီမှာကျွန်တော်ကိုရှိတယ်လေဘာဘယ်သူရဲ့နာမည်ကဘယ်သူရဲ့89နဲ့ဘယ်လို89နော်89နာမည်တကယ်ကြီးလားတကယ်အတီးပြောတာဟုတ်ဗျာဒီကီတဲ့နောက်တစ်ယောက်ကလူကီတော့ဒီကီစီငိမ့်နေတယ်မင်း
AKC ချင်းမင်းတစ်ခေါက်ပြောဘူးလေမင်းတငယ်ချင်းဆိုတာ ကျွန်တော်သူ့ဘက်ကတော့တငယ်ချင်းပေါ့ကျွန်တော်ဘက်ကတငယ်ချင်းမဟုတ်ဘူးလေကျွန်တော်ယူတာဟုတ်အေးပြောငါဒီမှာအတန်ဖိုင်ရောဗီဒီယိုဖိုင်လောက်ထားတာပြီး YouTube တင်မလိုက်မှာအဲ့ဒါဟင်မဖြိုးနဲ့ဟိုနည်းနည်းချင်းများနေရဟင်မဖြိုးဟာဆိုရင်ကျွန်တော်လူနေရဟောဒီမှာပြောဟာကြီးလားဟုတ်တယ်ဗျာလူလေအေးပါဘာမှမပြောတော့အေးပါဒီကမင်းစိတ်ချမ်းသာရင်ပြီးရပါဒီကကိုင်ခိုင်စိတ်ချမ်းသာဝင်မိမကြိုက်တယ်ယောက်ျားကြိုက်တယ်စိတ်ချမ်းသာကြီးပါဆရာကြီးဒါလည်းပြင်းနေမှာပေါ့ဒီမှုလေခဏနေအတန်းရှိတယ်ဆရာကြီးနှစ်ပေါက်ပိုင်ကိုလုပ်ပြရအောင်ဒီပါအကောင်းနေကျွန်တော်ဟမ်အပြင်ထွက်မရဘူးဆရာကျွန်တော်ပေါ့အဲ့လေအဲ့ဒါလိုက်ခဲ့လေပြန်ပြီးဟုတ်အဲ့လိုကျွန်တော်လိုက်မယ်လို့ကျွန်တော်အိမ်ပြောထားတယ်အင်းလိုက်ခဲ့မလားမသိသေးဘူးမိရလဲငါသားလေးလွမ်းနေပါညာလုံနေဒါမင်းမဟုတ်တာလုပ်လို့လေမဟုတ်တာလုပ်တဲ့ကောင်မို့လို့ပေါ့ကျင်းနေရပဲတော့မသိဘူးဆရာဒီလိုကတော့လိုက်မှလာလာမယ်ဆိုအောင်မသိဘူးဦးမနဲ့ဒူလာမယ်ဆိုလို့ရွာအကြောင်းတွေနဲ့ပဲလာမယ်ထင်နေတာဟုတ်ပါဘူးထိတင်ပွဲဆိုခုဟုတ်တယ်ထိတင်ပွဲဟုတ်တယ်ဗျာပတ်စံနေအများကြီးကျင်းမှာတိတ်စိတ်လောက်ကိုကျင်းမှာဟုတ်လားလောက်ပါဝင်ကောက်လိုက်ပါဦးရရင်ငါပြီးရောပေးမှာပေါ့ဆရာဖို့ကြီးပဲရွေးကောက်တောက်ပွေနော်တောက်ပွေမင်းဆိုင်ရုံးမရှိရင်စောက်ရှောက်ပြကြလားငါဆဲပြီးတော့မဒါနဲ့ငါ့ကိုဘန်းလိုက်မယ်ဟိုကဟန်ရုံးနေပါဆရာကြီးပြောလိုက်ရမကောင်းတင်းစိတ်လောက်ကျမှတို့လည်းမင်းတို့ဝင်ကောက်အောင်ပါတော့လို့ပြောတာ24သိန်းလောက်ရအောင်ကောက်ခဲ့ဟုတ်ကဲ့ဗျာလေတင်းစိတ်ကျမှ24သိန်းကျန်တဲ့လူတွေကို3သိန်းပေးလိုက်လေဟုတ်တယ်ပေးပါပေါ့ဆရာက24သိန်းမကောက်ခဲ့အေး24သိန်းမကောက်မင်းအလူမာတွေလူတကာနားလေးသွားပြီးကပ်ပြီးနေပေါ့ဖြစ်ချင်တော့လူတကာနဲ့လူတကာမှာကျွန်တော်အဖိုးနဲ့အမေဖြစ်အဲ့လေအဲ့တောင်းလိုက်လေဗနာလေးကျဲပေးပါပေါ့အထုတ်လိုက်ကျဲပေးပါလို့ပြောလိုက်ပေါ့ဟုတ်တယ်တောင်းပါပေါ့ဆရာဒီပါဖုန်းဆက်တာဆိုလို့မင်းမရှိရကျန်တဲ့ကောင်တွေမဆက်ပါဘူးငါ့ကိုကျွန်တော်ဖုန်းနံပါတ်မရှိဘူးဆရာတယ်လီဂရမ်နဲ့မသုံးတော့ဘူးလေဒီဘက်ကလိုင်းရမကောင်းတော့သုံးလို့မရဘူးဒီဘာလို့ဖုန်းနံပါတ်ကမရှိရဘာလို့ဖုန်းနံပါတ်မရှိရစောက်ပူငါလာမပြောနဲ့ဒါနဲ့ငါဖုန်းမတော့ဘယ်နဲ့ဆောင်းမှရှိတော့ဆရာငါ့ကိုဘန်တော့မှာဒါနဲ့ကောင်းတဲ့နေရာနေတောင်းလိုက်တာခုမှနေ့လေးကဖုန်းဝင်လာပြီးငါပြန်ဆက်တော့အဘကဘာမှမကြားရဘူးလိုင်းမကောင်းတာလားမသိဘူးအကောင်ဖုန်းလည်းမကြားရဘူးလိုင်းတော့ခဏမမြင်အောင်မကြားရဘူးအဲ့လိုဖြစ်တယ်ဆရာဒီဘက်ကလိုင်းမကောင်းဘူးဆရာညာဖေးလို့တော့တော့မှညာ10နာရီခွဲ7လောက်မှရယူအောင်မလားလားယူအောင်တော့မှစာဖို့ပြဖို့ကျွန်တော်တယ်လီဂရမ်သုံးလို့မရလို့မသုံးတော့လွမ်းလားတားကြီးတွေမလွမ်းလားတားကြီးတွေကိုမလွမ်းလားလွမ်းတာပေါ့ဆရာရဲ့ဗီဒီယိုရိုက်ထားမှဒီလိုလွမ်းတာပေါ့လို့ပြောရမလားချစ်ကြီးတို့လွမ်းနေဘယ်သူချစ်ကြီးတို့လွမ်းနေရချစ်ကြီးလို့လွမ်းနေတာအေးမများပြောလို့အောက်ကောင်းတဲ့ဂိမ်းဆော့နေမလားဟိုဘက်ကောင်တော့ကောင်းတက်တော့ကြည့်နေကြတာတဲ့ဆိုပြောလိုက်အဲ့ဒါပဲကြည့်နေလို့အဲ့ဒါပဲကြည့်နေတယ်တက်တော့ပဲကြည့်နေတယ်တက်တော့ပဲကြည့်တာရှိအားတဲ့ဒီချောဖို့နဲ့အကောင်နဲ့ဒီချောဖို့နဲ့ဟိုနဲ့ဘာလို့မလဲလို့ဒီနေ့ညတီးလိုက်ခဏကောင်တော့ကောင်တော့ကျွေးမှာဗျာကျွန်တော်ဟိုကျွေးမှာဆိုလို့အကောင်နဲ့ကျွေးမလားမင်းရမယ်ပြန်မင်းဟိုကောင်နဲ့ကျွေးမလားမင်းမဲကျွေးမလားစိတ်ကြည့်စောင့်ကြည့်လိုက်တာပေါ့ဆရာကြီးပြန်လာရင်ဆောက်ကြီးထွက်ဖြစ်နေအောင်ဘယ်သူပြောနေအောင်တော့အဲ့မဒီတော့ခိုင်းရှောက်ပြောနေနော်ဒီမှာငါမတန်းနေထားတာဒီပါအိုင်ဝင်ကြည့်လိုက်ဟုတ်ကဲ့ဆရာအေးဟုတ်ပြီကောင်းနေလည်းပြောလိုက်အောင်ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေအစဉ်ပြေးလည်းပို့ထားပြီးလို့ငါမလိုက်ရပါမယ်ဓာတ်ပုံကသိမရိုက်ဘူးဆရာကျွန်တော်ကအားမရှိတော့ကျတော့သူများအိမ်မှာသွားတင်ရလေ
အားသွင်းတာဆိုတော့နည်းနည်းအလဲလဲလေးပဲသူပြီးလို့ရိုက်ထားရ ဘာရတွေးလိုက်သေးတယ်မေဇွန်မိုးတို့ပါတယ်လေမေဇွန်မိုးနဲ့ဘယ်သူတော့မေချိုတန်းမေချိုတန်းတို့ဟုတ်တယ်ကျန်တဲ့လူအောင်တွေးလိုက်ပါ ဟုတ်တယ်ဆရာဟုတ်တယ်နေကောင်းနေပေါ့ အေးနေကောင်းပါလေဒီလိုပါပဲ ရောက်ချစ်နေရစိတ်ပူ ဘာအေးနေပါပြောထားပါဝေးနေတော့ပြောထားပါနီးတဲ့ခါကျမှမင်းငါနဲ့တွေ့မယ်ကြလားမှတ်ထားတော့မင်းစကားနဲ့မင်းမှတ်ထားနော် โอเค အေးဦးမြူးနေဟာလားဦးမြူးနေဒီနေ့ညနှကောင်စားမှာဆိုတော့ဦးမြူးနေလက်စားနပွဲစားပါ နှစ်ပွဲစားမှာဆိုအေးနှစ်ပွဲစားမှာဦးမြူးနေခေါ်ထားလိုက်ကမင်းလာမှာမင်းပြန်လာမှာပြန်လာခဲ့လိုက်ပါတော့ကျမတော်မှာပြောမလို့နိုင်လို့ကျွန်တော်ကိုယ်နေတယ် ဟုတ်လို့လားသူကလို့ပြောရလားငါနေခိုင်းတယ်ကွာငါနေခိုင်းတယ်ကွာဒီတော့ဟာလာအိမ်မဖြုတ်ပြလား ဟုတ်ဆရာဒီမှာပြန်ရလို့တဲ့ကိုကြောက်ရှိတာပဲ အော်မင်းသူ့လည်းချိန်တာပဲလား ငါချိန်တာပေါ့ အေးဒီထဲမှာငါလည်းလုံးဝတစ်သက်ကောင်ကောင်းလေး ဘယ်သူတော့အချောဖို့လား ဟုတ်ဆရာ ဘယ်သူတော့ ဒီတရား အော်မသိပါဘူးငါဆဲဆန်ကြားလိုက်လို့ အမိုးဆရာတော့ခုနကင်းတော့နေအတူတငယ်ချင်းနဲ့ပြန်ဆက်နေနိုင်မကောင်းလို့ အေးပါအေးလေးမမနေမစိုးနဲ့စိုးခြင်းနှခမ်းကြီးပဲဆိုကြလား ဟုတ်ကဲ့ဆရာနှခမ်းကြီးကတော့လောတယ်တော့စိုးထားရနှခမ်းကြီးနှခမ်းကိုင်းနေ ဘာလို့နှခမ်းကွဲရ မသိဘူးဆရာပူမို့တာလားမသိဘူးနှခမ်းကြီးကိုင်း အဲ့နှကောင်ညနှခမ်းကြီးစိုးပြီလေလေ စိုးပြီမှာပေါ့ ဒီမျိုးခန့်တဲ့ကောင်းခန့် နှခမ်းကြီးညင်လေးစိုးပြီလားစိုးပြီမှာပေါ့အေးပါဟုတ်ပြီအဲ့ဒါနောက်မှတွေ့မယ်လေနော်ချလိုက်တယ်မင်းဘက်ကဖုန်းပေးတယ်ပုံနေတယ်အေးပါဟုတ်ပါမင်းပြောတဲ့စကားတွေငါမှတ်ထားပါတယ်ကြားလား ဟုတ်ကဲ့ဆရာအေးဟုတ်ပြီဘိုင်ဟုတ်ဆရာဘိုင်ဖြစ်တယ်ဆရာဖြစ်တယ်အေးဟုတ်ပြီအေးဒါပဲငါစဉ်းစားလိုက်အောင်မဒါပဲ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ကြားပြီဒါပဲဟုတ်ကဲ့